ရေပွဲအပေါင်းလေးပါရေပွဲပေါင်းစားခြင်းတယ်ဆိုလို့ရေပွဲကဒါ60သားကောင်းပေါ့နော်ပေါင်းလိုက်တော့နည်းနည်းလေးတော့ကြုံသွားသလိုဖြစ်သွားပြီပေါ့နော်ရေပွဲပေါင်းတစ်ပွဲပါခဏလုံးမစလားနှလုံးပေါ့နော်အကောင်ကြီးအကြီးဆုံးရေလို့တော့မဟုတ်ဘူးပေါ့နော်ဒါနှစ်ကောင်ပါဒါတပိတ်တာကို12ကောင်ဒါပွဲတော့6ကောင်စိုက်ပေါ့နော်ဒါပွဲတော့6ကောင်ပါကျန်တာလေးကကျတော့ဒါထမင်းဝါစား3တောင်မှာပါတဲ့ဟာလေးပါပဲနော်ဒါတော့ထမင်းပေါ့နော်ဒါ2ယောက်စာဘဝစားပါဒါ2ယောက်စာဆိုရင်ကျွန်တော်တို့အများကြီးထည့်ရတယ်ပေါ့နော်စံဆိုနေတာအရာလေးပေါ့စမ်းမှုတွေတုံးနေပါတယ်ဒါလေးကတော့3တောင်မှာပါတဲ့ဟာလေးတွေပါအတုပ်ကလေးကတော့မြစ်ခွက်တုပ်လေးထည့်ပေးလိုက်တယ်ဒီကကျတော့ကစုံပလိန်လေးလုပ်ပေးထားတယ်ပေါ့နော်ဒါကျန်တာကတော့ငပီတောင်းတိုးစရာပေါ့ငပီတောင်းတိုးစရာလေးပါဒါလေးက3တောင်ထဲမှာပါတဲ့ဟာလေးတွေနော်ထမင်းတော်တစ်မျိုးကတော့ရေတောက်ပါရေတောက်ပင်လယ်သာတောက်ဆန်းလေးလုပ်ပေးလိုက်တယ်နော်ဒါပင်လယ်သာလေးတွေအောက်မှာမြုပ်နေပြီဗျာနော်ကဲချောင်းသာကန်းကြီးရောက်ရင်ပင်လယ်သာအင်ချက်လဲရကောင်းကောင်းလေးတို့မျိုးပွဲတိုးလေးလည်းမှာပြီးတော့စားလို့ရတယ်နော်ကိုမင်းရှိကိုဒါချောင်းသာရောက်ရင်ဖုန်းဆက်လိုက်ပေါ့နော်ဖုန်းနံပါတ်ကကျွန်တော်တိတော့ပိုင်မှာတင်ပေးထားပါတယ်